မင်္ဂလာပါမတွေ့တာကြပြီပေါ့နော်ကျွန်တော်လည်းခုတော်တော်နဲ့အလုပ်များနေတာနဲ့ကြာခဲ့ပြီဒါပေမဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ကျမ်းမာလျက်ရှိပါတယ်ပေါ့နော်မိသားစုလေးအခုကတော့ရှမ်းပြည်နယ်ဘက်မှာအုံကလေးပြန်လည်ပြီးမှလှုပ်ဆောင်နေပါတယ်ဆိုတာစစ်ဘေးရှောင်လိုက်ရေဘေးတင်းလိုက်ငလင်ဘေးတင်းလိုက်နဲ့2025တော့တော်တော်လေးကိုကောင်းကြီးဖြစ်ခဲ့ပါတယ်ပေါ့โอเคအဲ့လိုဆိုရင်ဒီနေ့ကျွန်တော်နားလေစေချင်တာတခုရှိတယ်အဲ့ဒါကကျွန်တော်တို့ယုံကြည်သူမိသားစုတွေရဲ့မိသားစုတိုင်းမိသားစုငယ်တိုင်းမှာပေါ့နော်အမြင်ကျွန်တော်မြင်နေကြအရာတခုကိုကျွန်တော်ဒီနေ့ share လုပ်ပေးခြင်းနဲ့အဲ့ဒါကပါလဲဆိုရင်မိဘတွေကကိုယ့်ရဲ့သားသမီးတွေကိုချစ်တဲ့ပုံစံကနှမျိုးကျွန်တော်ရှိတယ်ဆိုတာကိုနားလည်စေချင်တယ်အဲ့တော့တမျိုးကြတော့သားသမီးမိဘတော်တော်များများတိုင်းမှာရှိပါတယ်ပေါ့နော်ဘာလို့ဆိုသားသမီးကိုချစ်တဲ့မိဘတိုင်းမှာရှိပါတယ်အဲ့တော့သားသမီးဖြစ်ချင်တဲ့အရာကိုဖြစ်စီပေးတတ်တဲ့မိဘတွေရှိတယ်တချို့တွေကြတော့အဲ့လိုမဟုတ်နော်ကိုဖြစ်ချင်တဲ့ဟာကိုပဲဖြစ်စေချင်တာပေါ့နော်ကိုရဲ့ပုံစံကိုရဲ့ life ကိုသားသမီးတွေကိုရိုက်တွင်းတာပေါ့နော်အဲ့လိုမျိုးဟာလေးလည်းရှိတယ်အဲ့တော့ဒီနေ့ကျွန်တော်နားလေစေချင်တာကဒီအကြောင်းနှစ်ခုကိုကျွန်တော်ဒီနေ့နှုတ်ကပတ်တော်နဲ့ပြန်ပြီးမှဘုရားသခင်ရဲ့အလိုတော်နဲ့ပြန်ပြီးချိန်လိုက်တဲ့အခါမှာကျွန်တော်ဒီနှစ်ခုစလုံးကဘုရားရဲ့အလိုတော်နဲ့မကိုက်ညီသေးဘူးဆိုတာကိုကျွန်တော်နားလေစေချင်တယ်အဲ့တော့ဖယားနဲ့ကျွန်တော်နဲ့ဒီချိတ်ဆက်မှုရှိလာတဲ့เนาะဖယားကိုကျွန်တော်တည်ပြီးတော့ကျွန်တော်ကဖယားနောက်ကိုလိုက်လာတဲ့ကာလတစ်လျှောက်လုံးမှာဖယားကျွန်တော်ကိုအမြဲတမ်းစကားပြောတဲ့ပုံစံကအမြဲတမ်းကျွန်တော်ဆုတောင်းလိုက်တယ်ကိုတော့ကျွန်တော်ဒါလိုချင်တယ်ကျွန်တော်ဒီဟာလေးတော့လိုအပ်ပါတယ်ဆိုပြီးမှကျွန်တော်ဖယားစီကိုတိုးဝင်လိုက်တိုင်းအဖြေကပါရလေတိလားလိုအပ်တာထက်လိုချင်တာထက်လိုအပ်တဲ့အရာကိုဖယားကပေးတယ်ဆိုတာကိုပေါ့နော်တခါတရံမှာကျွန်တော်တို့ကဒီလောက်ဆိုရင်ကျွန်တော်တော်ပြီဒီလောက်ဆိုရင်ကျွန်တော်ကျေနပ်ပြီလို့ပြောနေပြီမဲ့လည်းဖယားသခင်ကကျွန်တော်တို့သတ်မှတ်ထားတဲ့ level တစ်ခုထက်တာလွန်တဲ့ကောင်းကြီးကိုလည်းဖယားပေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလေကိုတော့လိုချင်တယ်လိုအပ်တယ်လိုချင်တယ်ပေါ့နော်ဒီဟာလေးရှိရင်တော့ငါဒီလိုလေးလုပ်နိုင်မှာပဲဆိုတဲ့အတွေးနဲ့ဖယားသခင်စီမှာပူဇာပြီးဆုတောင်းခဲ့တော်ငါလည်းပဲဖယားကမပေးတဲ့အရာတွေမြောက်များစွာရှိတယ်ဒါမဲ့ဖယားသခင်ကအဲ့ဒီဟာကိုကျွန်တော်ပြောတယ်ဘာကြောင့်နော်ကျွန်တော်ပူဇာတဲ့ဟာကိုဖယားကဘာကြောင့်ကျွန်တော်ကိုမပြင်ဆင်တာလဲဆိုတဲ့မဲခွန်းတွေကိုထပ်ခါမဲလာတဲ့ခါမှာဖယားကျွန်တော်ကိုပြန်ပြောတဲ့စကားရိုးရှင်းပြီးတော့တအားကိုထိရောက်တယ်အဲ့ဒါကဘာလဲဆိုလိုချင်တာတဲ့လိုအပ်တာကိုပေးတဲ့ဖယားဖြစ်တယ်ဆိုတာကိုပေါ့နော်အဲ့လိုပဲအဲ့ဆိုဖယားဆိုတာကကျွန်တော်တို့ယေရှုခရစ်တော်အားဖြင့်ပြန်ကြည့်မယ်ဆိုရင်ယေရှုအားဖြင့်ကျွန်တော်တို့ကအဘဟုခေါ်ရတော့အခွင့်ကိုရတော်သူတွေဖြစ်တယ်အဲ့ဆိုအခုဒီဖယားသခင်ကလေကျွန်တော်ကိုမြင့်ပါလို့ချင်းတယ်ရော့အဲ့လိုပေးတဲ့ဟာမျိုးတော့မဟုတ်ဘူးဆိုတာကိုနားလေစေချင်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်အခုဒီဟာကိုနားလေစေချင်တာကမိဘနဲ့သားသမီးကြားမှာကျွန်တော်နားလေစေချင်တာเนาะအဲ့တော့ကိုယ့်ရဲ့သားသမီးတွေကိုတကယ်ဖယားဘုန်းထင်ရှားတဲ့သားသမီးဖြစ်စေချင်လားတကယ်ကိုလူတော်လူမူဖြစ်တဲ့သားသမီးဖြစ်စေချင်လားအဲ့လိုဆိုလို့ရှိရင်အခုကျွန်တော်ပြောတဲ့ဒီစကားကိုတေချာလေးနားလေအောင်နားထောင်ပေးစေလိုပါတယ်เนาะအဲ့တော့အခုခေတ်လူတွေကမိဘတိုင်းကသားသမီးတွေကိုဘာလုပ်လဲဆိုရင်စာတတ်ပေတတ်ဖြစ်စေချင်ကြတာစာတတ်တာကိုလိုချင်တာစာတော်တာကိုလိုချင်တာเนาะဒါပေမဲ့အဲ့ဒီတော်ချင်းတတ်ချင်းရဲ့နောက်မှာအတ္တလီမာနလီလိုက်လာတာသူတို့တတိမထားဘူးအဲ့တော့အတ္တလီမာနလီရောလာပြီအတ္တမာနလီထက်လာပြီပါလာပြီဆိုတဲ့ကလေးကဒီသားသမီးကဘယ်တော့မှလူတော်လူမှုစိတ်ရင်းတဲ့ကိုမဝင်လာဘူးအဲ့တော့ကျွန်တော်နားလေစေချင်တာသားသမီးတို့ကိုနော်
စာတတ်ပေတတ်ပညာတတ်ဖြစ်စေချင်တာတဲ့လူတော်လူမှုဖြစ်ဖို့ရတဲ့ focus ထားပေးပါလို့ကျွန်တော်နားလည်စေချင်တယ်အာမင်အဲ့တော့ဖယားသခင်ကလည်းအဲ့လိုပဲကျွန်တော်တို့မှာဘာမှမရှိတဲ့ချိန်မှာမှရှိအောင်လုပ်တတ်တဲ့ဖယားဖြစ်တယ်ဘာကြောင့်လဲဆိုဖယားတတ်နိုင်တဲ့အကြောင်းသိစေချင်လို့လေအဲ့တော့ကျမ်းစာမှာလည်းဗာပြောသားလဲဆိုတာသမီတို့ကိုထာဝရဖယားအသွင်တင်တယ်လို့ကျမ်းစာအဲ့လိုပဲပါတာအဲ့တော့ဖယားပေးတဲ့တာသမီဖယားပေးတဲ့ကောင်းကြီးမင်္ဂလာထဲကကောင်းကြီးတစ်ပါးဖြစ်တဲ့ဒီတာသမီတွေကိုနော်သူ့ရဲ့မူရင်းပိုင်ရှင်ဖြစ်တဲ့ဖယားကပဲသူ့ရဲ့စိတ်ကိုနိုင်တာဖြစ်တယ်သူ့ရဲ့စိတ်ကိုနိုင်တာအဲ့တော့လူရဲ့စိတ်ကိုလူကမနိုင်ဘူးအဲ့ကိုစိတ်ကိုတော့မနိုင်တဲ့ဥစ္စာကိုတာသမီတွေရဲ့စိတ်ကိုထိန်းချုပ်ဖို့ဆိုတာကဒါတော်တော်လေးကိုခက်ခဲတယ်တကယ်လို့နိုင်ခဲ့ရင်တောင်မှအဲ့ဒီတာသမီကလူချမတိုးလာဘူးညီကိုမနမတို့အဲ့တော့ကျွန်တော်ဒီဟာကိုနားလေစေချင်တယ်အဲ့တော့တာသမီတားပါလို့ချင်းလဲသမီးပါလို့ချင်းလဲသမီးလို့ချင်းနဲ့ဟာဒီလှုပ်ပေးမယ်ဆိုတာတဲ့မပြောဘဲနဲ့ဒီတိုင်းကြည့်နေလိုက်သူ့ဘဝမှာဘာလို့အဲ့လဲမိဘတိုင်းကနော်တာသမီတွေကိုတောင်းကြတယ်ဆိုတာတင်းကကားလီအိမ်လီတိုက်လီထားပေးခင်းနိုင်လို့ဒါတောင်းကြတာမဟုတ်အိမ်ထောင်ပြုတ်ပေးလိုက်လို့တောင်းကြတာမဟုတ်ဘူးအာမင်အဲ့တော့ကိုကအိမ်တာကိုရဲ့တားကိုမိမယူပေးလိုက်တယ်ဟုတ်ပါပြီမိဘရဲ့ဝတ္တရားပေါ့နော်မိမယူပေးလိုက်တယ်ဒါပေမဲ့လည်းတင်ကအဲ့ဒီအိမ်ထောင်ကိုထိမ့်သိမ့်တဲ့နီလန်းကိုတိတားကိုမတင်ခဲ့ဘူးဆိုရင်တင်ထောင်ပေးခဲ့တဲ့အိမ်ထောင်ကသူ့အတွက်အရှုပ်ထုတ်ဖြစ်သွားမှာအဲ့ဒါကိုနားလေစေချင်တာအဲ့ဒါဒီမကပဲသူများသားသမီးကကိုသားလေးထဲရောက်မှစုပ်ပြတ်တာပြီးနော်တခါလေဘာရုပ်မှကိုမထွက်လာတော့အဲ့လိုမျိုးတွေဖြစ်တာပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ကနားလေစေချင်တာကကိုယ့်ရဲ့သားသမီးတွေကိုသူလိုချင်တာဝေပေးမယ်ဘာလိုချင်လဲတင်းလိုချင်တဲ့ဟာပြောလိုက်တာနဲ့ကလေးတွေကဘာလိုချင်လဲဆိုဖုန်းဘာထမဖုန်းဘာကြောင့်ဖုန်းကိုလိုချင်လဲဆိုတော့ကာတွန်းကားကြည့်မယ်နော်ကာတွန်းကားကြည့်တဲ့ကလေးတွေဆိုတာတအားကိုမိဘတွေကလိမ္မာတယ်ဆိုပြီးတတ်မှတ်တဲ့ကလေးတွေပေါ့နော်အဲ့တော့တချို့ဆိုရင်ဂိမ်းဆော့မယ်နော်ဒီဟာလေးအတွက်သူလိုချင်တယ်နောက်တစ်ခုသူအဲ့လိုမျိုးသူ့ရဲ့ဘဝမှာလွတ်လပ်ရှင်တန်ဖို့ဆိုရင်သူငယ်ချင်းနဲ့အလေသွားမယ် shopping ထွက်မယ်နော်ဒါဗာလဲအပျော်စားလေးပါထွက်မယ်ဒီလိုမျိုးတွေပေါ့နောက်ပြီးသူငယ်ချင်းတွေအိတ်သွားလေမယ်ဒါကစားမယ်နော်သွားဆော့နေမယ်ပေါ့နော်သူငယ်ချင်းတွေနဲ့ game သွားဆော့မယ်ပေါ့အဲ့လိုမျိုးတွေပေါ့အဲ့ဒီဟာလေးကကလေးတွေလိုချင်တဲ့အရာဖြစ်တယ်အဲ့တော့ဒါမိဘတိုင်းကတေချာစဉ်းစားပါအဲ့ဒီဟာကိုတင်ကလေးလိုချင်တဲ့ဟာကိုတင်ဖြစ်စေပေးနေဖုန်းဆိုရင်လည်းအကောင်းဆုံးတကယ်ကို game ဆော့လို့ရတဲ့ပိတ်ကြီးတို့ mobile တို့ဆော့လို့ရတဲ့ game အမျိုးသားတကယ်နော် fighter လေးဝင်စားလို့ရမယ့်အရာလေးကို तू ကဆော့ခွင့်ပေးလိုက်မယ်ဆိုအဲ့ဒီ game ကသူ့ဘဝအတွက်တကယ်အကျိုးရှိရလားအဲ့လိုပြောလို့ game သမားလေးကိုကျွန်တော်ကဆုတ်ချတာမဟုတ် game သမားလေးကလည်းကမ္ဘာချန်ပီယံနဲ့နော်တကယ်ကိုနိုင်ငံတော်ရဲ့တိခါကိုရှေ့တန်းစင်မြင့်ပေါ်မှာတင်နိုင်တဲ့ game fighter လေးလည်းရှိပါတယ်မတူဘူးညီကိုမန်မတော့မတူဘူးသူ့အရွယ်နဲ့သူလာတာအဲ့ဒီဟာကိုနားလည်တာတချို့ကအရွယ်နဲ့မလိုက်သေးဘူးပဲအမှန်မခွေးချတတ်သေးဘူးအဲ့ဒီချိန်မှာသူက game ယူနေပြီအဲ့လိုမျိုးဆိုရင်သူ့ဘဝဖြစ်စီရတာမူကြီးဆွဲတာနဲ့အတူတူပါပဲဆိုတာကိုနားလည်စေချင်တယ်ဒါကြောင့်မို့ကလေးတိုင်းကိုကျွန်တော်တို့ကသူ့လိုချင်တာတဲ့လိုအပ်တာကိုမိဘတိုင်းကပြင်ဆင်ပေးတင်တယ်ဆိုတာကိုကျွန်တော်နားလည်စေချင်တယ်အဲ့တော့ကျမ်းစာမှာလည်းဒီမှာရှီလုကာခရစ်ဝင်မှာဗာပြောထားလေဆိုရင်ခန်းကြီး19အငယ်24မှာအချင်းမြို့တင်ဤညီတဲ့ချင်းဤဆက်ဆိုင်သောအရာတို့ကိုတင်ဤလက်ထက်ယခုကာလ၌ပြီးတင်သည်တိရလျင်မင်္ဂလာရှိ၏ယခုမူကားထိုအရာတို့ကိုတင်ဤမျက်စိရှေ့မှမထင်ရှားစေခြင်းကဝတ်ထားလျက်ရှိ၏အကြောင်းမူကားတင့်ကိုကြည့်ရှုပြုစုတော်မူသောကျေးဇူးကိုတင်သည်မတိမမတ်သောကြောင့်တင်ဤရန်သူတို့သည်တင်ပတ်လေတွေတတ်တီ၍လေးမျက်နာ၌ဝိုင်းရန်လျက်ချုပ်ထားပြီးလျင်တင်ဤကိုမဆ၍တင်ဤသားသမီးတို့ကိုမြည်နှင့်တညီတီးညှိသည်ဖြစ်တင်ဤကြောက်တစ်ခုပေါ်မှာတစ်ခုမျှထပ်စီ၍မကြံရည်စေခြင်းကပြုကြသောအချိန်ကာလသည်ရောက်လိမ့်မည်ဟုမိန့်တော်မူ၏အယံကိုတတိထားရမယ်ညီကိုမန်မတို့အဲ့တော့ဒီနားမှာကျွန်တော်နားလေစေချင်တာတစ်ခုကနော်တင့်ကိုပြုစုခဲ့တဲ့ဂျေဇူးကိုမမှတ်ပဲဆိုတဲ့အရာကိုကျွန်တော်နားလေစေချင်တယ်
အဲ့ဒါဘာကျွန်တော်ဘယ်လိုနားလေစေချင်လဲနော်တင့်ကိုပြုစုခဲ့တဲ့ဂျေဇုကိုတင်ကမမှတ်ဘူးလို့ပြောတယ်မိဘရဲ့အထက်မှာမိဘလည်းရှိတယ်မိဘရဲ့အထက်မှာမိဘလည်းရှိတယ်ဒါပေမဲ့မိဘတိုင်းမှာဖယားရှိတယ်နော်အဲ့တော့မိဘတော်လို့မဟုတ်ပဲဖယားအတင်းကိုတွင်တင်ဆုံးမပေးပင်ကွယ်ကဆောင်မခဲ့လို့ဂျေဇုပြုခဲ့လို့ဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကိုအမြဲတမ်းဝိညာဉ်ကောင်းစားမှလူကအပြင်ပန်းတတာကောင်းစားတာဝိညာဉ်မကောင်းစားရင်အပြင်ပန်းတတာမကောင်းစားဘူးတိရစ္ဆာန်နဲ့မထူးမခြားပဲနော်အဲ့တော့ဝိညာဉ်ကောင်းစားအောင်ပြင်ဆင်တာကဝိညာဉ်နာဝိညာဉ်ဖြစ်တဲ့ဖယားကပဲကျွန်တော်တို့ရဲ့ဝိညာဉ်ပိုင်ရှင်ဖြစ်တယ်ဆိုတာအဲ့ဒီပိုင်ရှင်ကပဲကျွန်တော်တို့ကိုနော်အမြဲတမ်းလိုက်လာကြည့်ရှုခဲ့တာပေါ့နော်အဲ့တော့ဒီဟာကိုပြုစုပေးခဲ့တဲ့ဒီကျေးဇူးကိုတင်ကတော့မမှတ်ပဲနဲ့လို့ပြောတယ်ကြည့်ညီကိုမမတို့နောက်တစ်ခုကမမတ်တော့ကြောင့်တဲ့တင်းရန်သူတို့ကပတ်လေဝင်တောက်ပြီးတင်းဤကိုမဆာ၍တင်းဤသားသမီးတို့ကိုမြင်နဲ့တညီတင်းညှိတဖြေလို့ပြောတင်းမဆာ၍တင်းနဲ့ဆိုင်တဲ့တင်းရဲ့မျိုးဆက်သားသမီးတွေကိုမြည်ကြီးနဲ့တညီတဲ့ညှိလိုက်တယ်လို့ပြောတယ်တင်းဤကြောက်တစ်ခုပေါ်မှာတစ်ခုမြထပ်စီ၍မကြံရည်တဲ့ချင်းကတဲ့ကျွန်တော်တို့ကတကယ့်ကိုအခိုင်အမာတိဆောက်ထားပါတယ်တီထောင်ထားပါတယ်ဆိုပြီးမှနော်ထားတဲ့တင်းရဲ့ဂုံတိခါဖြစ်မယ်ဒါမှမဟုတ်တင်းရဲ့စီးစိမ်ဖြစ်မယ်ဒါမှမဟုတ်တင်းရဲ့မိသားစုအိမ်တိုက်ဖြစ်မယ်အမျိုးမျိုးပေါ့တင်းရဲ့စီးပွားရေးဖြစ်မယ်နော်အဲ့ဒီပေါ်မှာတင်းကတင်လို့မရတော့ဘူးအဲ့ဒီပေါ်မှာတင်းအချင်းခံလို့မရတော့ဘူးအဲ့ဒီကာလမှာအချင်းခံလို့မရတော့ဘူးအဲ့ဒီကာလမှာအဲ့လိုပြောတာအဲ့တော့သားသမီးတို့ပြစ်မှားခဲ့တဲ့အပြစ်အားလုံးကိုမိဘပြန်ပေးဆက်ရတယ်သားသမီးတို့မားတဲ့အပြစ်တွေကိုမိဘပြန်ဆက်ရတယ်အဲ့လိုပြောတဲ့အခါမှာတင်တို့ကိုကျွန်တော်ကငရေကိုသွားဆက်ခိုင်းတာမဟုတ်ဘူးသားသမီးငငယ်ကတည်းကနေကျွန်တော်ကသူတို့ဘဝအတွက်တကယ်လိုအပ်တဲ့လူတော်လူမှုဖြစ်ဖို့ရတဲ့ပြင်ဆင်ထားခဲ့တာမရှိဘူးဆိုရင်ပထမတစ်ချက်ကဘာဖြစ်မလဲဒီသားသမီးကလေမိဘကိုတနာတတ်တဲ့စိတ်မရှိဘူးမိဘကိုချင်းစာတတ်တဲ့စိတ်မရှိဘူးအဲ့ဒါကြောင့်မို့သူကသူ့ရဲ့စိတ်အလိုအလျောက်သူဒေါသထွက်ရင်ဒေါသထွက်လာတာနဲ့အလျောက်သူလှုပ်ပလိုက်တယ်လှုပ်ပလိုက်တဲ့ပုံမှာမိဘကဘာလို့လဲယုံလိုက်ရှင်းရတယ်ဟိုမှာလိုက်ရှင်းရတယ်အဲ့ဒီအပြစ်ကိုပြောတာအဲ့လိုလှုပ်ရတဲ့အပြစ်ကိုပြောတာအဲ့ဒါကိုပြောတာညီကိုမနမတို့ကျွန်တော်တို့တေချာစီချပြီးကျွန်တော်တို့ရဲ့မျိုးဆက်ဖြစ်တဲ့နော်သားသမီးတွေကိုကျွန်တော်တို့ထက်တာလွန်တဲ့လူတယောက်ကျွန်တော်တို့ထက်ပိုကောင်းတဲ့လူတယောက်ကျွန်တော်တို့မသွားနိုင်ခဲ့တဲ့ပန်းတိုင်တနေရာမှာအဲ့ဒီလူတွေကိုအဲ့ဒီသားသမီးတွေကိုသွားနိုင်ဖို့ရအတွက်ကျွန်တော်တို့တုံတင်ရအောင်ကဲဘလို့တုံတင်မလဲမိနစ်သွားနေပြီကျွန်တော်ဖြတ်ပြီးပြောနေတာနော်တိတ်ဆိတ်တခုမကြံပြောမယ်ဆိုတဲ့တအားကြနေလို့ဘလို့တုံတင်မလဲကဲနော်ဘလို့တုံတင်မလဲနင်အဲ့လိုမလုပ်နဲ့အဲ့လိုလုပ်ရင်ဒီလိုဖြစ်တဲ့ဒီလိုလုပ်ဟိုလိုလုပ်အဖေတို့တုံးကားဆိုရင်ဒီလိုလုပ်တာဟိုလိုလုပ်တာno အဲ့လိုမလုပ်နဲ့နော်အခုခေတ်လူငယ်တွေကလေတခုခုသူတို့ကိုတခြားတခုခုနဲ့အဲ့လိုနိုင်ပြီးတွင်တင်မကြိုက်ဘူးမနိုင်ရှင်ရဘူးအဲ့လိုမနိုင်ရှင်နဲ့သူတို့ဆိုရင်အဲ့လိုမိတို့ကဟိုလိုဆိုအဲ့လိုမျိုးတွေသွားမနိုင်နဲ့အဲ့လိုနိုင်ပြီဆိုရင်အဲ့ဒီကလေးကပူပြီးမှနာကြီးစိတ်ရှိလာပြီးနာကြီးလာတဲ့နော်နာကြီးချက်လေးများလာတဲ့အဲ့ဒီခံစားချက်တွေရဲ့နောက်ွယ်မှာကျွန်တော်တို့မတိနိုင်တဲ့နော်ကျွန်တော်တို့မမြင်နိုင်တဲ့သူ့ရဲ့ဆုံးဖြတ်ချက်တွေကအမတန်ကြောက်စရာကောင်းတယ်ညီကိုမမတို့တန်ရုံးစင်အရာအားလုံးရဲ့တန်ရုံးစင်တွေကိုတစ်စက္ကန့်အတွင်းမှာဖျက်တောက်နိုင်တဲ့စွာအားရှိတဲ့အခုခေတ်လူငယ်တွေကနော်တန်ရုံးစင်တွေအကုန်လုံးကိုဖျက်တောက်ပြီးမှသူတယောက်သေးတီးတန့်အဲ့လိုသွားနေကြတဲ့လူငယ်တွေလည်းအများကြီးမြင်တွေ့ခဲ့တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါကြောင့်မို့မင်းတို့ကဒီလိုအဖေတို့တုန်းကဆိုအမေတို့တုန်းကဆိုရင်အဲ့လိုမျိုးတွေသွားပြီးမှမတွင်တင်ပါနဲ့လို့နော်ကျမ်းစာကပါပြောလေကျွန်တော်တို့ရဲ့သားသမီးတွေကိုဘုရားသခင်တုံတင်ဆုံးမတော်မူလို့ကြောင့်တဲ့ကောင်းကြီးမင်္ဂလာကိုခံရတယ်လို့ပြောတယ်အဲ့တော့တင်ကတုံတင်ဆုံးမနိုင်လို့မဟုတ်ဘူးတင်ကလမ်းပြပေးပါနော်ကျွန်တော်ဆိုရင်ကျွန်တော်ကလေးတွေကိုဘယ်လိုပြောလဲကျွန်တော်စကားနားထောင်အဖေစကားနားထောင်အမေစကားနားထောင်အဲ့လိုမျိုးမပြောဘူးအဲ့လိုမပြောဘူးဘုရားစကားနားထောင်ပါသားဘုရားစကားနားထောင်ပါသားဆိုဘုရားစကားပဲနားထောင်ခိုင်းတယ်သူလူစကားနားမထောင်ခိုင်းဘူးလူစကားနားထောင်ခိုင်းရင်ပောက်ကရလေဖြစ်သွားမယ်
ညီကောင်မတို့ဘလောက်ပဲတီလာကောင်းကောင်းဘလောက်ပဲတင်ကနော်ဘာသာတရားကန်ရှမ်းရှမ်းဘလောက်ပဲဖះကိုကြောက်ရွံ့ယူတည်နေပါစေလူဆိုတာပြည့်စုံတာမရှိဘူးလေနော်ကိုယ်စကားကိုနားထောင်ခိုင်းနေကိုမားတဲ့အကွက်ကသူ့အတွက်ဆရာကြီးဖြစ်သွားနိုင်တယ်နော်အမြဲတမ်းကိုကမမှန်နိုင်ဘူးအဲကြောင့်မို့အမြဲတမ်းမနေ့ယနေ့နောက်ကာလအမြဲတမ်းတည်ပြီးတော့ဘယ်တော့မှအမားယွင်းမရှိခဲ့ဘူးတဲ့ဖယားရဲ့မျက်နှာကိုစိတ်ကြည့်ရှုပြီးမှအသက်ရှင်တတ်ဖို့အဲ့လိုတုံတင်ရတာနော်ဖယားစကားနားထောင်ဖို့ဖယားစကားနားထောင်ဖို့ကျွန်တော်ကလေးလေးမှာမနေ့မိုးလင်းလာရွှေချမ်းချက်အလွတ်ဆိုရတယ်သူအလွတ်မဆိုရရင်သမင်းမစားရဘူးပေါ့နော်အလွတ်ဆိုရတယ်မနေ့စောထိုင်မိဘမထသေးဘူးသူတို့ကထပြီးရွှေချမ်းစာကျက်နေပြီနော်ကျန်းစာလေးဖတ်နေပြီသူခွန်အားရတဲ့ကျန်းပိုက်လေးသူကျက်နေပြီကျက်ပြီးမှမိဘထလာမိဘမျက်နှာတိပြီးတာကိုစောင့်နေတယ်နော်စောက်ပြီးပြီဆိုတာနဲ့မိဘမျက်နှာတိပြီးတာနဲ့အနားလာပြီးတော့ရွှေချမ်းချက်ဆိုသူဆိုပြီးနော်ဆိုပြီးပြီဆိုမှသူတခြားသူပြင်ဆင်ဆရာရှိတာလေးပြင်ဆင်တယ်သူရဲ့အိယာလေးတတ်ရှင်းရဲလုပ်တယ်ပေါ့နော်ဖယားသခင်ရဲ့တုံတင်မှုအဲ့တော့အသက်3နှစ်ကလေးကနေမနဲ့တဘိုးရှင်းရွှေချမ်းချက်ကအခုသူအသက်10နှစ်ထိနော်ဒီနေ့ဆို6တန်းပေါ့နော်6တန်းတက်ရတော့မယ်6တန်းတက်ရတဲ့အထိသူမနဲ့တိုင်းရွှေချမ်းချက်ဆိုနေရတော့ဖြစ်တယ်ကျောင်းပေးရဲဆိုကျွန်တော်မီနီလေးဆိုခိုင်းတယ်ပေါ့နော်အဲ့လိုမျိုးရင်နဲ့မိသားစုတွေကဖယားစကားနှုတ်ကပတ်တော်ကိုပဲရက်တည်ပြီးတော့အသက်ရှင်နေကိုလည်းမပြည့်စုံဘူးသူလည်းမပြည့်စုံဘူးသူ့ရဲ့မပြည့်စုံခြင်းကိုလည်းကိုကလက်ညှိုးထိုးလို့မရဘူးလို့ကိုယ့်ရဲ့မပြည့်စုံခြင်းကိုလည်းသူလက်ညှိုးထိုးလို့မရဘူးအဲ့လိုပေါ့နော်တာဖနှစ်ယောက်ရဲ့ပြည့်စုံခြင်းကယေရှုထဲမှာရှိတယ်ဆိုတာကိုသူ့နားလည်အောင်ပဲတင်ပေးတာနော်အဲ့ဒါကိုပဲနားလည်အောင်ပဲလမ်းပြပေးတာပေါ့နော်အဲ့လိုပေါ့အဲ့တော့3နှစ်ကတည်းကနေနော်3နှစ်သားကတည်းကနေရွှေချမ်းချက်တွေတန်းရှောင်းကျက်လာတဲ့ခါကျတော့အခုဆိုရင်ကျန်းစာကုထဲတော်မှနိုင်တယ်ကုထဲတော်မှကိုတခါတလေရှာကျန်းပိုက်အဲ့လိုမျိုးတခါဖြစ်တတ်တယ်လေနော်အရေးအကြောင်းဆိုကျန်းပိုက်ရှာလို့မရဘူးအဲ့ဆိုသူ့တော်မေးတာကျွန်တော်တာတော်မေးတာချက်ချင်းဖြေတယ်ဗျာသူ့အမေကစိုးရင်နေပေါ့နော်ကျန်းတက်ဖို့ကိုဖြစ်လာမှာကိုစိုးရင်နေဒါပေမဲ့စိုးရင်ဆရာမလိုဘူးသားသမီးတို့ကိုထာဝရဘုရားတုံတင်တာဖြစ်တော့ကြောင့်မို့ကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့တုံတင်လို့ကျွန်တော်တို့တော်လို့ကျွန်တော်တို့တတ်လို့ထင်းချောင်းတတ်လို့မဟုတ်ဘဲနဲ့ဝိညာဉ်တော်အားဖြင့်ဒီသားသမီးတွေကိုဆွဲခေါ်ပေးနေတာဖြစ်တယ်ဆိုတာကိုပဲကျွန်တော်တို့ကဝန်ခံထားတာပေါ့အဲ့လိုမျိုးအဲဆိုမိဘတိုင်းများနော်အမြဲတမ်းငါစကားနားမထောင်ဘူးငါစကားနားမထောင်ဘူးဆိုသားသမီးကိုအပြစ်မပြောပါနဲ့နော်ယေရှုမကြိုက်ဘူးယေရှုစကားနားထောင်ပါဖခင်စကားနားထောင်ပါဖခင်စကားနှုတ်ကပတ်တော်တင်ကြားပေးပါနော်တင်ကိုယ်တိုင်လဲသူတို့ရှေ့မှာပုံသက်တယ်ဖြစ်အောင်ကျမ်းစာဖတ်တဲ့အလက်ထလေးတွေလုပ်ပေးပါနော်ညကျဲမိသားစုတွေစုပြီးကျမ်းပိုက်လေးတစ်ပိုက်ဖတ်ပြီးမှဆုတောင်းပြီးအိတ်ကြတဲ့အလက်ထလုပ်ပေးပါနော်ကလေးတွေကိုလေအဲ့လောက်လေးပဲအဲ့ဒီအချက်လေးနေနော်မနေ့စောထားရင်ကျန်းစာဖတ်ပြသူ့ကိုလည်းရွှေကျန်းချက်တွေပါလေအဲ့လိုဆိုခိုင်းအဲ့လိုလုပ်ပြီးကျန်းစာလေးတွေမှတ်စုလေးတွေလုပ်ပြနော်ပြီးသူ့ကိုလည်းလုပ်ခိုင်းပြီးညတော့မနေ့ဆိုရင်တော့ကိုအစင်စင်နဲ့ကိုထားရတာပေါ့ဒါပေမဲ့ညဆိုလို့ရှိရင်မိသားစုတွေစုံအောင်လုပ်မယ်ဥပြုအစည်းအဝေးလုပ်မယ်ကျမ်းပတ်တစ်ပိုက်လေးဖတ်မယ်ဂျေဇုတော်ကိုချီးမွမ်းပြီးမှအိတ်ကြမယ်ဒါအဲ့လိုမျိုးအလေးထားလေးကလေးလေးကိုဆွဲခေါ်ပေးပါပေါ့နော်ဒါ family တိုင်းမှာရှိရမယ်အချက်ဖြစ်တယ်ဒီအချက်လေးရှိနေတာကိုကကျွန်တော်တို့ကနောက်ဆိုရင်ဘာလို့လဲကလေးတွေမလီမာရင်ဖះစကားနားထောင်ပါတာဖះစကားသားထောင်ပါတမီးရေဆိုတာပေါ့နော်မိဘတွေကစိတ်ရှည်ပြီးမှဒီလိုမျိုးတူတင်ချင်းအဖြစ်တင်းရဲ့ကြောက်တစ်ခုပေါ်မှာတစ်ခုပြန်ပြင်ရတော့အခွင့်ဖရာသခင်ကတင်းကိုကောင်းချီးပေးပါလိမ့်မယ်ဆိုတာကိုကျွန်တော်နားလေစေချင်တယ်နော်အဲ့တော့သားသမီးတွေကိုစာတတ်ဖို့ဝါတတ်ဖို့နော်သူများသားသမီးတို့မဖြစ်လို့ဘာယုံမှမပေါက်လို့ဆိုပြီးမှဒေါသအချင်းပြည့်ထွက်နေတဲ့မိဘလည်းမဖြစ်ပါစေနဲ့ပေါ့နော်အဲ့တော့သားသမီးတိုင်းကိုစာတတ်တာထဲလူတော်လူမှုဖြစ်ဖို့ရအတွက်ဖရာသခင်ထံမှာစက္ကအနံပါနော်ပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုလည်းအမြဲတမ်းမိဘစကားနားထောင်ပါလို့ပြောတာမဟုတ်ဘဲနဲ့ဖះစကားနားထောင်ပါပေါ့နော်မိဘစကားနားထောင်ပါလို့မပြောပါနဲ့မိဘစကားနားထောင်ပါဆိုရင်တော့အစင်မပြေပါဘူးနော်အခုခေတ်လူငယ်တွေကတအားကိုဘယ်လိုပြောမလဲအိုက်ကျူကတအားကောင်းတယ်တအားကိုအမြင်ကျေကြတယ်ကျွန်တော်တို့လိုက်လို့မမီပါဘူးလူငယ်တွေနဲ့မရှင်ပါနဲ့ပေါ့လူငယ်တွေကိုနေရာပေးပါနော်နေရာပေးပါအားပေးပါသူတို့ကိုနော်အနောက်ကနေပိတ်ထိန်ပေးပါနော်အဲ့တော့ကားတစ်စီးကရှေ့ကဘလောက်ပဲတွားနေအထက်ကဆရာတိုင်နောက်ကနေထိန်းနေတဲ့ဆရာတိုင်က
နော်ဆရာကြီးဖြစ်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့ကလူကြီးတွေနော်လူကြီးတွေကိုငါကလူကြီးပဲလူကြီးကိုလေးစားမှုရှိရမယ်လူကြီးကိုယူတည်ရမယ်ဆိုတဲ့အယူတည်ခံခြင်းနဲ့လေးစားခံခြင်းနဲ့ဆိုလို့ရှိရင်လူငယ်တွေကိုဆရာသွားမလို့နဲ့လူငယ်တွေကိုဆရာသွားလို့ရင်တင်ကမာသွားမယ်လူငယ်တွေကိုအကြံပေးပါအာမင်လူငယ်တွေကိုအကြံပေးတဲ့နေရာနဲ့ကျွန်တော်တို့ရက်တည်ပြီးတော့လူငယ်တွေကိုဖျားစကားကိုပဲအမြဲတမ်းလက်ညှိုးထိုးပြီးမှလှုပ်ခိုင်းပါပေါ့နော်ဒီလိုဆိုမှဒါကျွန်တော်တို့က family ရောအသင်းတော်ရောကျွန်တော်တို့အောင်မြင်လာမယ်ဆိုတာကိုကျွန်တော်ဒီနေ့အနေငယ်လေးအားပေးခြင်းနဲ့ဒါပေမဲ့နိုင်ဝက်ဖြစ်သွားပြီပေါ့နော်အရောက်ချစ်စီတိုင်းကိုဘုရားသခင်အထူးကောင်းချီးပေးပါစေ